ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုပညာအကြောင်းလေးကျွန်တော်ရှင်းပြချင်တယ်နော်ပညာဆိုတာအမီးမဲ့ထားတဲ့အရာတွေပေါ့ကျွန်တော်တို့ပါဇက်ကပြောတဲ့အရာမှန်သမျှပညာတွေပဲဗျကျွန်တော်တို့ခေါ်ပြောနေတဲ့ဒီမှန်သမျှပညာတွေပဲပညာကတကယ်ရှိတဲ့တရားလည်းမဟုတ်ဘူးကာလဒေတာအလိုက်ပြောင်းလဲတတ်တဲ့တရားပေါ့သူ့ကိုကြတော့ဗုဒ္ဓစာပေမှာသမုဒိသစ္စာလို့လည်းသုံးပါတယ်ဗျဘာလို့သစ္စာမှာထည့်တာလဲဆိုတော့လောကအတုံးကမှန်နေတဲ့အတွက်အတုံးမှန်တဲ့တရားပေါ့ဗျာနော်တကယ်အမှန်တရားတော့မဟုတ်အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုဥပမာလေးနဲ့ကျွန်တော်ပြောပြကြတယ်ဒါတစ်ပင်ဆိုပါတော့နော်ဒါတစ်ပင်ကျွန်တော်တို့ကတစ်ပင်လို့ပြောလိုက်ရင်ပုံသဏ္ဍာန်ကြီးကိုကျွန်တော်မြင်တယ်ပုံသဏ္ဍာန်ကြီးကိုမြင်တစ်ပင်မှာအမြင့်ပါမယ်ပင်စီပါမယ်အကိုင်းအခဲအရွက်ပါမယ်ဒါတစ်ပင်အဲ့တော့ပညာဆိုတာတကယ်မရှိတဲ့တရားခေါ်စရာတမှုရိအတုံးဖြစ်တယ်ဆိုတာလေးကိုကျွန်တော်ရှင်းပြချင်တာအဲ့တော့တစ်ပင်ဆိုတာဒီအမြင့်ကတစ်ပင်လားဒီအမြင့်ကလေးကတစ်ပင်လားဒါကိုပြလိုက်ရင်ဒါတစ်ပင်လို့ကျွန်တော်ပြောရင်ခင်ဗျားတို့ဒါတစ်ပင်မဟုတ်ဘူးလို့ပြောကြမှာပါနော်ဒါလေးကပင်စီပင်စီလေးကိုလည်းကျွန်တော်တို့ကဖြတ်လိုက်တယ်ဗျပင်စီလေးလည်းဖြတ်လိုက်ဒါကိုကျွန်တော်တို့တစ်ပင်လို့ပြောလို့ရသေးလားတစ်ပင်လို့ပြောလို့မရတော့ဘူးနော်ပင်စီကိုဖြတ်ပြီးတော့တခါကျွန်တော်တို့ကအကိုင်းလေးတွေရောဒီအကိုင်းလေးတွေရောတစ်ပင်လားဒီကိုင်းလေးရလည်းတစ်ပင်မဟုတ်ဘူးညာနော်အဲ့ဆိုရင်ဒီအရွက်ကလေးတွေကကိုတစ်ပင်လားဒီကလည်းတစ်ပင်လို့ခေါ်လို့မရတော့ဒီအမြင့်တွေပင်စီတွေအကိုင်းတွေအခက်တွေပေါင်းထားမှတစ်ပင်လို့ခေါ်တာတခုချင်းဖယ်လိုက်ရင်တစ်ပင်ဆိုတာမရှိတော့ဘူးအဲ့ဒါမို့တကယ်ရှိတရားမဟုတ်ဘူးလို့ကျွန်တော်ပြောတာကဲအဲ့ဆိုရင်ဒီတစ်ပင်မှာတကယ်ရှိတရားဘာတွေလဲဒီတစ်ပင်မှာတစ်ပင်ဆိုတာမရှိပေမဲ့ဒီထဲမှာတကယ်အရှိတရားအမှန်တရားပရမတ္ထတရားကတကယ်ရှိနေတယ်ဘယ်လိုရှိနေတာလဲဟောကျွန်တော်ဒီအမြင့်ကလေးကိုတို့ကြည့်လိုက်မာနေတယ်အေးနေတယ်တခါပင်စီလေးကိုကျွန်တော်တို့ကြည့်တယ်မာတယ်အေးနေတဲ့သဘောလေးရှိတယ်မာတဲ့သဘောရှိတယ်သူ့ကိုနမ်းရင်သူ့ရဲ့အနံ့ရှိနေတယ်ဒီအရွက်ကလေးကိုကန်ကြည့်တော့လေနူးညံ့တဲ့ပြော့တဲ့သဘောတရားလေးကျွန်တော်တွေ့ရတယ်အမြင့်ရောပင်စီရောအကိုင်းအခက်အရွက်တွေမှာရောမာတာပြော့တာဥရာအေးတာအဲ့သဘောလေးကရှိနေတယ်ဗျအမြင့်မှာလည်းရှိတယ်ပင်စီမှာလည်းရှိတယ်အကိုင်းအခက်မှာလည်းရှိတယ်အရွက်မှာလည်းရှိတယ်အော်ကျွန်တော်တို့ကအဲ့ဒါလေးတွေဒီလုံးချလိုက်တယ်နော်ဟောလုံးချပြီးတော့ကျွန်တော်တို့ကန်ကြည့်လိုက်ပြန်တော့လေမာတာပြော့တာပူတာအေးတာ
နွေးတာနန်းကြည့်ရင်လည်းအနက်ရှိနေတာဟောအဲ့ဒါလေးကပြောင်းလဲမသွားဘူးဗျရှိနေတာပဲကောင်းပြီတခါဒီဟာလေးကိုကျွန်တော်တို့ကမီးရှို့လိုက်မယ်ဗျပြာဖြစ်သွားတယ်အဲ့ဒီပြာမှာလည်းမာသဘောနူးညံ့သဘောအေးသဘောနွေးသဘောအဲ့ဒါလေးတွေကမရှိနေတယ်ဗျအဲ့ဒါတကယ်ရှိတယ်ဟာအဲ့ဒါကိုဘုဒ္ဓယုတ်၄ပါးလို့ခေါ်တယ်ပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ဒါမူလယုတ်၄ပါးသူ့အမိပြုတ်ပြီးတော့နောက်ထပ်ယုတ်၄ပါးရှိသေးတယ်ဝဏကဏယတဩဇာဝဏဆိုတာအစင်တစ်ပင်ဆိုရင်တစ်ပင်နဲ့တူတဲ့အစင်လေးရှိတယ်ဗျအမြင့်ဆိုတဲ့အမြင့်ရဲ့အစင်ပင်စီဆိုလဲပင်စီရဲ့အစင်သဏ္ဍာန်လေးအရွက်ဆိုလဲအရွက်ရဲ့အစင်သဏ္ဍာန်လေးအဲ့ဒါဝဏတတ်ပဲဗျနောက်သူ့ကိုနန်းရှုကြည့်တဲ့အခါအနမ်းရတယ်ကဏ္ဍတတ်ပဲဝဏကဏ္ဍယတဟောသူ့ကိုစားကြည့်တော့လေသူ့ရဲ့အရာသာရှိတယ်ဩဇာဟောဒီအရွက်ကိုစားပြီးအသက်ရှင်ကြတဲ့သူတွေအတွက်ဒီအသီးအရွက်ခေါင်းမြစ်တွေကကျန်တာမှုကိုပေးတဲ့ဩဇာတရှိနေတယ်ရုပ်၈ပါးရုပ်ကတော့ဗုဒ္ဓစာပေမှာဆိုရင်တော့28ပါးရှိတယ်ပေါ့ဗျာဒါပေမဲ့ဒီ၈ပါးတော့ရုပ်တိုင်းမှာဒီ၈ပါးရှိတယ်ကျွန်တော်တို့ခန္ဓာကြီးမှာလည်းဒီရုပ်ဓာတ်၈ပါးရှိနေတယ်ကျွန်တော်တို့ကလူပုံသဏ္ဍာန်ဖြစ်နေတော့လူလို့သတ်မှတ်တခါခေါ်လို့ပြောလို့ရအောင်နာမည်ပြီးတော့ကြော်ဝင်းထေးတယ်ဆိုတော့ပညာမြည်ကြော်ဝင်းထေးဆိုတဲ့အမည်အများကြီးဗျလူတွေမဲ့ခေါ်တာညာဘယ်ဟာကြော်ဝင်းထေးလဲဘယ်ဟာကြော်ရအစစ်မှန်တယ်ပညာဆိုတာအစစ်မှန်မဟုတ်ပါဘူးเนาะပရမတ္ထခုနကျွန်တော်တို့ရုပ်ဓာတ်၈ပါးတာတကယ်အမှန်တရားအရှိတရားပျောက်ပြက်မသွားတဲ့တရားဖြောက်ဖြစ်လို့မရတဲ့တရားအကြားလေးကိုကျွန်တော်တို့ကပြာချပြီးအဲ့ဒီပြာကိုကျွန်တော်တို့ကမြေကြီးထဲမြုပ်2လ3လနိုင်တော့သွားပြီးတော့ဖော်ကြည့်လိုက်ဟောမြေကြီးဖြစ်သွားတယ်အဲ့ဒီမြေကြီးကိုလည်းသွားပြီးကန်ကြီးတိုးကြီးစမ်းကြီးမာသဘောပျော့သဘောဟုတ်လားနူးညံ့သဘောအေးသဘောနှွေးသဘောအဲ့ဓာတ်တွေရှိနေတယ်ဗျဝါယောဆိုတာလှုပ်ရှားတာအာဘောဆိုတာစူးစီးပေးတယ်တစ်ပင်ဖြစ်လဲတစ်ပင်သဏ္ဍာန်လေးစူးစီးပေးထားတာအရွက်ဆိုရင်လည်းအရွက်သဏ္ဍာန်လေးဖျို့ဖျဲမဖြစ်အောင်စူးစီးပေးထားတာနောက်တစ်ပင်ဆိုပြီးယက်တိနိုင်အောင်ဝါယောကထောက်ခံပေးထားတာဒါတကယ်ပညာနဲ့ပရမတ်မြင်တဲ့အရာတွေမှာလည်းဘယ်ဟာပညာဘယ်ဟာပရမတ်ကိုမိမိခန္ဓာကိုယ်မှာလည်းဘယ်ဟာပညာဘယ်ဟာပရမတ်အဲ့လိုသိနိုင်တယ်ဆိုရင်ဒါပညာဗုဒ္ဓဘာသာအဖြစ်ကိုရောက်ပြီလို့ကျွန်တော်တို့ပြောလို့ရတာပေါ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကိုယ်ကြီးကြမ်းပါခြင်းစိတ်ချမ်းသာခြင်းဖြင့်ပြည့်စုံနေကြပါစေ